ငတန်းချောင်းမြို့ကြေးရွာတချို့ကတော့ရကြမရှိတော့ပါဘူးရေမြုပ်နေပါပြီခေါင်မိုးတွေပဲကြံမာတော့တယ်အိမ်ကြီးဆိုတာကိုမြုပ်သွားပါပြီအင်းလေးနဲ့တော့သွားတူနေတယ်ပေါ့နော်ဒါနိုးအင်းလေးပါဒါငတန်းချောင်းဖြစ်ပါတယ်ပြည်သူတွေထူးပြီးစိုက်ကြပါဒီချိန်မှာဆိုရင်မွေးပါကင်းမအစိတ်ရှိတဲ့တော်တွေအကုန်လုံးအိမ်ပေါ်တက်နေနိုင်ပါတယ်အားလုံးပဲကြည့်စိုက်ကြပါဒါရေကြီးနေတာပေါ့နော်ဒါရေကအကြီးအောင်အောင်ပေါက်နေတယ်ပေါ့နော်ဒါအိမ်ကြီးဆိုရင်ခေါင်မိုးပဲကြံမာတော့တယ်ကယ်ဆယ်ရေးတွေလည်းလာရောက်ကူညီနေကြပါတယ်ငတန်းချောင်းတစ်မျိုးလုံးတော့မဟုတ်ဘူးနော်ဒါငတန်းချောင်းကြေးရွာတချို့မှာရေကြီးနေတာပါအနေပိုင်းတွေပေါ့နော်ရေကကြားဖို့မရှိပါဘူးရေကဆက်တက်ဖို့ပဲရှိပါသေးတယ်ဒါမြန်မာနိုင်ငံအနှံ့ပြားမှာရေကြီးနေတဲ့အတွက်ကိုရေဟာဆိုရင်တောက်လျှောက်စီးဆင်းနေတာပေါ့နော်ဒါမြေတေချောင်းနေတဲ့မှာတောက်လျှောက်စီးဆင်းနေတာပါဒါတချို့နေရာဆိုရေဝစ်နေတာအများကြီးရှိပါတယ်ကားလမ်းတချို့လည်းရေမြုပ်နေပါတယ်သွားရလာရရမ်းခက်ခဲနေရာတွေရှိပါတယ်ဒါငတန်းချောင်းမှာဆိုရင်ခုနောက်ပိုင်းတော်တော်ဆိုးလာပြီပေါ့နော်ငဝင်းမြက်ကလည်းခုချိန်မှာပိတ်လို့မပြီးသေးဘူးမြင်နာကန်းသားလူတွေထူးကြီးဆိုင်ကြပါရေကာတာပတ်ဝန်းကျင်နေတဲ့လူတွေထူးကြီးဆိုင်ကြပါရေဟာဆက်တက်